Apply Psychology for Better Thinking in Business and Life Video Series ကနေကြိုဆိုပါရစေ။ဒီ Video Series မှာကိုယ့်ရဲ့စီးပွားရေးနဲ့နေ့စဉ်ဘဝမှာပုံမကောင်းမွန်တဲ့စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေလှုပ်ဆောင်လာနိုင်စေဖို့စိတ်ပညာကိုအသုံးချနိုင်မဲ့နည်းလမ်းတွေကိုလေ့လာမှာပါ။စိတ်ပညာကိုထိထိရောက်လေ့လာအသုံးချနိုင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးနဲ့လုပ်ငန်းခွင်မှာဝင်ငွေနဲ့အကျိုးမြတ်တွေပိုတိုးလာမယ်ဆုံးဖြတ်ချက်တွေပိုပြီးတော့ကောင်းလာမယ် customer တွေပိုပြီးတော့မှဆွဲဆောင်လာနိုင်မယ်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာဆိုလို့ရှိရင်လူတွေကိုအကောင့်ဘက်ကနေလွှမ်းမိုးဆွဲဆောင်လာနိုင်မယ်ရိုးရိုးရှင်းရှင်းနဲ့ထိထိရောက်စဉ်းစားတွေးတောလာနိုင်ပြီးတော့မှရွေးချယ်မှုအမှားတွေဆုံးဖြတ်ချက်အမှားတွေကိုရှောင်ကျဉ်လာနိုင်ပါလိမ့်မယ်ဒီဗီဒီယိုမှာတော့စိတ်ဝင်စားဖို့ကောင်းတဲ့စိတ်ပညာတန်ရာမှုတစ်ခုဖြစ်တဲ့ loss aversion အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ loss aversion အကြောင်းကိုပို့ပြီးတော့မှနားလည်သဘောပေါက်လွယ်ကျင်တယ်ဆိုလို့ရှိရင် endowment effect အကြောင်းရှင်းပြထားတဲ့ဗီဒီယိုနဲ့ဒီနှစ်ခုကိုရှင်းတွဲပြီးတော့မှလေ့လာမယ်ဆိုလို့ရှိရင်ဒီတန်ရာမှုတွေကိုပို့ပြီးတော့မှချိတ်ဆက်ပြီးတော့မှနားလည်သဘောပေါက်လွယ်စေမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်စလိုက်ရအောင် loss aversion ဆိုတာဘာလဲကျွန်တော်တို့တွေအားလုံးကဆုံးရှုံးရမှာလက်လွတ်ရမှာကြောက်ကြတယ်ဘယ်လောက်တောင်မှကြောက်လဲဆိုလို့ရှိရင်အဲ့ဒီတန်ဖိုးနဲ့ဆုံးရှုံးရမယ့်ပမာဏနဲ့ညီမျှတဲ့ရရှိမှုတစ်ခုခုရမယ်ဆိုလို့ရှိရင်တော့အဲ့နှစ်ခုကထပ်တူထပ်မျှညီနေတယ်ဆိုလို့ရှိရင်အဲ့ဒါကိုမစမ်းကျင်ကြအခွင့်အရေးတစ်ခုပေါ့နော်ဥပမာအခွင့်အရေးတစ်ခုကထပ်တူထပ်မျှဆုံးရှုံးရမှာလည်းထပ်တူထပ်မျှရရှိမှာလည်းတူတူပဲဆိုလို့ရှိရင်အဲ့နှစ်ခုကိုလူတွေကမစမ်းရဲကြအောင်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့လူတွေကဆုံးရှုံးရမှာကိုရရှိမှာတဲ့ဆိုင်ပို့ပြီးတော့မှကြောက်ရွံ့ကြတယ်တဲ့ဥပမာအနေနဲ့ပို့ပြီးနားလည်လွယ်အောင်မြင်အောင်ကြည့်လိုက်ပါအခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကပတ်စံတသိန်းပါတဲ့ပတ်စံအိတ်ကောက်ရတယ်ဆိုပါစို့ကိုယ်စိတ်ထဲမှာဘယ်လောက်ပျော်သွားမလဲကိုယ့်ရဲ့ပျော်ရွှင်မှုကိုနည်းနည်းလေးမြင်အောင်ခံစားကြည့်လိုက်ဟုတ်ပြီအခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကပဲကိုယ့်ရဲ့ပတ်စံတသိန်းပါတဲ့ပတ်စံအိတ်ပျောက်သွားမယ်အဲ့ဒါဆိုလို့ရှိရင်ရောကိုယ်ဘယ်လိုခံစားရမလဲကိုယ့်ရဲ့စိတ်ထဲမှာခံစားရမယ်စိတ်ခံစားချက်တွေကိုမြင်အောင်ကြည့်လိုက်ပါခုနကတသိန်းတန်ပတ်စံကောက်ရတဲ့ပျော်ရွှင်မှုနဲ့ကိုယ့်ရဲ့ပတ်စံတသိန်းဆုံးရှုံးသွားတဲ့ဝမ်းနည်းမှုနှစ်ခုကပမာဏတူတယ်လို့ထင်လားဒါနဲ့ပတ်သက်ပြီးတော့စိတ်ပညာသုတေသနတွေအများကြီးရှိတယ်အဲ့ဒီထဲကအစောဆုံးနဲ့အထင်ရှားဆုံးသုတေသနတစ်ခုကတော့အခုဒီမှာပုံမှာမြင်တွေ့နေရတယ်ဒီဘက်ကတော့ Amos Tversky ဆိုတဲ့ Israel လူမျိုးစိတ်ပညာရှင်ရဲ့ပြောလို့ရှိရင်ဒါ Daniel Kahneman ဆိုတဲ့စိတ်ပညာရှင်ရဲ့ဒီနှစ်ဦးလုံးကတော့ဆုံးသွားပြီပေါ့နော်အဲသူတို့နှစ်ယောက်ကစပြီးတော့မှဖော်ထုတ်ခဲ့တဲ့ prospect theory ဆိုတာကဒီ loss aversion ရဲ့ဥဆုံးဖော်ပြတဲ့ theory ပေါ့နော်ဒီ theory အကြောင်းရှင်းမယ်ဆိုလို့ရှိရင်တော့ဒါတော်တော်လေးတာမန်လူတယောက်အတွက်ဆိုလို့ရှိရင်နော်နားလည်ရပို့ပြီးတော့မှခက်သွားစေတယ်ဘာလို့ဆိုတော့သူတို့ကကြတော့အချက်လက်တွေနဲ့အများကြီးရှင်းပြထားဖြစ်တဲ့ကြောင့်ဒီပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင်ရိုးရိုးတာမန်လူတယောက်အနေနဲ့ဒီစိတ်ပညာ theory အကြောင်းကိုသိပြီးနားမလည်ဘူးဆိုရင်တော့ဒီပုံကိုကြည့်လိုက်မယ်ဆိုရင်ဘာလို့အလွယ်တကူသိနိုင်လဲဆိုလို့ရှိရင်ဆုံးရှုံးရမှာဒီအစိမ်းအောင်လေးက gains ပေါ့နော်ရရှိမှာကကိုကဥပမာခုနတသိန်းတန်ပတ်စံအိတ်ကောက်ရလို့ကိုက100ဘိုးပျော်တယ်ဆိုလို့ရှိရင်တဲ့နော်ဒီ loss လို့ခေါ်တဲ့ဆုံးရှုံးရမှာကြောက်တဲ့စိတ်ကပိုများတယ်အဲ့တော့တသိန်းတန်ကိုယ့်ရဲ့ပတ်စံအိတ်တသိန်းတန်ပါတယ်ကိုယ့်ရဲ့ပတ်စံအိတ်ကြောက်ပျောက်သွားတယ်ဆိုလို့ရှိရင်ခုနက100ဘိုးပျော်တယ်ဆိုလို့ရှိရင်ကိုဟာပျောက်သွားတယ်ဆိုရင်200ဘိုးလောက်ဆုံးရှုံးတယ်လို့ဒီ prospect theory ကဖော်ပြနေအဲ့တော့ပြောချင်တာကကိုယ့်ရဲ့တစုံတစ်ခုဆုံးရှုံးရမှာကြောက်တဲ့စိတ်ကတစုံတစ်ခုရရှိမှာခံစားရမှာပျော်တဲ့စိတ်တဲ့နှစ်ဆပို့ပြီးတော့မှအစွမ်းထက်တယ်လို့ loss aversion ကဆိုလိုတယ်နောက်ထပ်သူတည်တနာတစ်ခုလည်းရှိတယ်ဒါကတော့ Colin တို့အဖွဲ့ပေါ့နော် Colin et al ဆိုတာ Colin နဲ့သူတည်တနာအဖွဲ့ကနေမှာ2013ခုနှစ်မှာလေ့လာခဲ့တဲ့သူတည်တနာတစ်ခုရှိလာတယ်အဲဒီသူတည်တနာမှာဆိုလို့ရှိရင်တဲ့သူကဒီသူတည်တနာအကြောင်းမပြောခင်မှာပေါ့နော်ဒီသူတည်တနာကဘာကိုဆိုလိုလဲဆိုလို့ရှိရင်တဲ့လူတစ်ယောက်ကတခုခုကောင်းတာလုပ်လိုက်လို့စုချမယ်ဆိုတာတဲ့ကောင်းတာမလုပ်နိုင်လို့ဒဏ်ပေးမယ်ဆိုတဲ့ပေါ့နော်စုပေးဒဏ်ပေးမှာဒဏ်ပေးမယ်ဆိုတာကပို့ပြီးတော့မှအဲ့လူကိုတွန်းအားပေးနိုင်တဲ့ motivational tool ပေါ့နော်တွန်းအားပေးနိုင်တဲ့အရာတစ်ခုလို့ဆိုတယ်ဥပမာဒါလုပ်မယ်ဆိုလို့ရှိရင်ဒါလုပ်နိုင်ရင်စုချမယ်ဆိုတာတဲ့ဒါလုပ်လို့မရဘူးဆိုရင်မင်းကိုဒဏ်ရိုက်မယ်ဆိုတာကပို့ပြီးတော့မှအဲ့လူကိုတခုခုလှုပ်စေအောင်လို့တွန်းအားပေးတယ်လို့ဆိုတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတည်တနာတစ်ခုကြည့်ရအောင်အဲ့ဒီသူတည်တနာမှာဆိုလို့ရှိရင်အခြေအနေ A နဲ့ B နဲ့ဆိုပြီးနှစ်ခုရှိတယ်ပထမအခြေအနေမှာဆိုလို့ရှိရင်ဒီသူတည်တနာပြုလုပ်တဲ့ပညာရှင်တွေကပါဝင်အစမ်းသပ်ခံတဲ့သူတွေကိုပြောတယ်ငါမင်းကို$10ပေးထားမယ်ပြီးသွားလို့ရှိရင်ငါတို့ဒီဒင်းကားပြားလေးကိုခေါင်းပန်းလှန်မယ်အကယ်၍ခေါင်းကျတယ်ဆိုလို့ရှိရင်ငါနိုင်တဲ့အတွက်ကြောင့်မင်းကိုပေးထားတဲ့$10ကိုငါပြန်ယူမယ်အဲ့တော့ဒါကအဲ့ပါဝင်အစမ်းသပ်ခံတဲ့သူတွေကိုစမ်းသပ်တဲ့ scenario A ပေါ့နော်အခြေအနေနံပါတ်1နောက်ထပ်အခြေအနေမှာဆိုလို့ရှိရင်အဲ့ပါဝင်အစမ်းသပ်ခံတဲ့သူနဲ့ဒီလေ့လာမှုပြုလုပ်တဲ့သူနဲ့ဟာမျက်နှာချင်းဆိုင်ထိုင်ပြီးတော့မှ
ငါခေါင်းပန်းလှန်မယ်အကယ်၍ခေါင်းကြတယ်ဆိုလို့ရှိရင်မင်းနိုင်တဲ့အတွက်ကြောင့်မလို့ငါမင်းကို$10ပေးမယ်ပန်းကြတယ်ဆိုရင်မင်းဘာမှမရဘူးနော်အခြေအနေနှစ်ခုကတိတ်မတူအဲ့နှစ်ခုဆိုလို့ရှိရင်အခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေဆိုရင်ရောဘယ်အခြေအနေကိုပို့ပြီးတော့မှသဘောကျတယ်အဲ့ကာလင်တို့သူတည်တနာအဖွဲ့လုပ်ခဲ့တဲ့သူတည်တနာရဲ့ရလက်ကဘာလဲဆိုလို့ရှိရင်ပါဝင်အစမ်းသက်ခံတဲ့လူအများစုဟာတဲ့အခြေအနေ B ကိုပို့ပြီးတော့မှသဘောကျကြတယ် A ဆိုလို့ရှိရင်တို့တွေကတိတ်ပြီးတော့မှမဝင့်မရဲနဲ့စမ်းသက်ချင်ကြတယ်တဲ့ဘာဖြစ်လဲဆိုတော့အဲ့ scenario B ကကြတော့စိတ်ပိုင်းဆိုင်ရာအရာပို့ပြီးတော့မှတက်တောင့်တက်တာရှိစေတယ်လို့ခံစားရလို့ဒါပေမဲ့ကိုကတကယ်တင်ချာနီးရတွက်ကြည့်မယ်ဆိုလို့ရှိရင်အားလုံးကတူတူပဲဘာဖြစ်လဲဆိုတော့ဒီပါဝင်အစမ်းသက်ခံတဲ့သူတွေကဒီစမ်းသက်မှုမလုပ်ခင်မှာပတ်စံတပြားမရှိဘူးလေ A မှာဝင်လုပ်မယ်ဆိုလို့ရှိရင်သူက$10ရမယ်ခေါင်းကြလို့ရှိရင်$10ပြန်ပေးခဲ့ရမယ်ပန်းကြရင်အဲ့$10ကိုသူယူသွားရမယ်အဲ့ B မှာဆိုလို့ရှိရင်လည်းခေါင်းကြမယ်ဆိုလို့ရှိရင်$10ရမယ်ပန်းကြမယ်ဆိုလို့ရှိရင်မရဘူးတကယ်တမ်းတွက်ကြည့်မယ်ဆိုလို့ရှိရင်တူတူပဲဒါပေမဲ့ဒီ scenario B ကကြတော့စိတ်ပိုင်းဆိုင်ရာအရာပို့ပြီးတော့မှတက်တောင့်တက်တာရှိရတဲ့အတွက်ကြောင့်မလို့လူအများစုကဒါကိုရွေးချယ်ကြတယ်ဒီအခြေအနေနှစ်ခုမှာတစ်ခုတည်းသောကွာခြားချက်ကဘာလဲဆိုလို့ရှိရင် scenario A မှာဆိုလို့ရှိရင်တဲ့ပါဝင်အစမ်းသက်ခံတဲ့သူတွေကတစ်ခုခုကိုတစုံတစ်ခုကိုပိုင်ဆိုင်ရရှိနှင့်ပြီးသားဆိုတဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တစ်ခုရှိသွားတဲ့အတွက်ကြောင့်မလို့ဒါတွေကကွာခြားသွားတာအဲ့တော့ဒီဥစ္စာတွေအကုန်လုံးက loss aversion လူတွေကဆုံးရှုံးရမှာကိုပိုင်ဆိုင်ရမှာတဲ့နှစ်ဆကြောက်ရွံ့နေဆိုတဲ့သဘာဝကိုပို့ပြီးတော့မှဖော်ပြနေတယ်အဲ့တော့ဒါပုံနာလဲစေဖို့အတွက်ကျွန်တော်ခုန endowment effect အကြောင်းရှင်းပြထားတဲ့ဗီဒီယိုနဲ့တွဲပြီးတော့မှကြည့်ပါလို့ဆိုလိုတာပါအဲ့တော့စီးပွားရေးနဲ့ဒီလုပ်ငန်းခွင်တွေမှာကျွန်တော်ဒါတွေဘယ်လိုမျိုးတွေ့ရှိနိုင်မလဲအဲ့တော့စီးပွားရေးမှာဆိုလို့ရှိရင်လည်းထိရောက်မှုရှိတဲ့အယောင်နီလန်တစ်ခုရှိတယ် sales technique တခုတော့ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင် free trial အဲ့တော့ free trial ဆိုတာအစမ်းသက်ခွင့်ပေးထားတာပေါ့နော်ကိုကဒီပစ္စည်းကိုမဝယ်ရသေးဘူးဆိုလို့ရှိရင်တော့ဘာမှစိတ်ပူစရာမလိုပဲနဲ့စမ်းလို့ရတယ်ဆိုတော့နီလန်အဲ့ဒီနီလန်ကအရန်ဟိုမှာထိရောက်မှုရှိတဲ့အယောင်နီလန်တစ်ခုဖြစ်တယ်ဘာလို့လဲဆိုတော့ဥပမာအနေနဲ့ပေါ့နော်ဒီမှာဆိုလို့ရှိရင်နိုင်ငံခြားက case study တွေအများကြီးရှိတယ်နိုင်ငံခြားမှာဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းကြီးတွေကဒီမှုရာတွေဘာတွေကိုတောင်မှသူတို့တွေက100 night free trial ဆိုပြီးတော့မှစမ်းခွင့်ပေးတယ်ည100အိတ်ကြီးမကြိုက်ဘူးဆိုလို့ရှိရင်သူတို့လာပြန်တည်သွားမယ်တချို့တကယ်အရန်ကိုတွက်ချက်တော်ရဲ့လုပ်ငန်းကြီးတွေဆိုလို့ရှိရင်သူတို့တွေက365ရက်တစ်နှစ်တိအစမ်းအိတ်ခွင့်ပေးတယ်တစ်နှစ်ပြည့်လို့မှမင်းအနေနဲ့ဒါကိုသဘောမကျဘူးဆိုလို့ရှိရင်ပြန်ပြီးတော့မှယူရမယ်ဆိုတော့အာမခံနေပေးတယ်အဲ့ဒီအာမခံယူတန်းရှိမယ်ဆိုတော့ကောင်းတယ်ပေါ့ဒါပေမဲ့ဒီနောက်ကွယ်မှာ loss aversion တွေရှိတယ်ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့အိမ်မှာကိုအိတ်နှင်ပြီးသားကိုပိုင်ဆိုင်သွားပြီလို့ဒါငါရဲ့မှုရလေးပဲဒါဒီပေါ်မှာအဲ့ရအရန်ကောင်းတယ်ဆိုတော့ခံစားချက်ရှိထားပြီးသားအရာတစ်ခုကိုကိုယ့်ရဲ့အိမ်ကနေပြီးတော့လာယူသွားရယူဆောင်သွားခြင်းခံရတဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှုပါတဲ့အဲ့ဒီမှုရကိုပတ်စံပေးပြီးတော့မှဝယ်ရမယ်နာကျင်မှုထက်စားလို့ရှိရင်ပို့ပြီးတော့မှများတယ်နော်ပတ်စံပေးရတာတိတ်ပြီးတော့မခံစားဘူးကိုပိုင်ဆိုင်ထားတဲ့မှုရာကြီးကိုသူများလာပြန်တည်သွားပြီဆိုတဲ့ခံစားချက်ကြီးကပိုဆိုးရတဲ့အတွက်ကြောင့်မလို့လူအများစုကဒီလိုမျိုးဟာတွေဆိုလို့ရှိရင်သူတို့တွေကပို့ပြီးတော့မှဝယ်ခြင်းစိတ်တွေပိုများလာတယ်ဒါကတော့ free trial ရဲ့နောက်ကွယ်မှာရှိတဲ့စိတ်ပညာတက်ရောက်မှုတစ်ခုအဲ့တော့ဒီဥပမာတွေအကုန်လုံးဒီလေ့လာမှုတွေအကုန်လုံးကိုပြန်ပြီးတော့မှသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ねလူတိုင်းနီးပါးကဆုံးရှုံးရမှာကိုရှောင်ကျဉ်လို့ကြတယ်ကြောက်ရွံ့ကြတယ်အဲ့ဒါကြောင့်မလို့ဘယ်လိုမျိုးရွေးချယ်မှုမျိုးမဆိုမှာသူတို့တွေကဆုံးရှုံးရမှာထက်ပိုင်ဆိုင်ရမှာထက်ဆုံးရှုံးရမှာပိုများနေတယ်ဆိုလို့ရှိရင်မလုပ်ချင်ကြအောင်အဲ့တော့ဒီ loss aversion စိတ်ပညာတက်ရောက်မှုကိုကဘယ်လိုမျိုးကာကွယ်နိုင်မလဲကိုယ့်ရဲ့နေ့စဉ်ဘဝနဲ့စီးပွားရေးလုပ်ငန်းခွင်တွေမှာပို့ပြီးတော့မှစဉ်းစားတွေးခေါ်မှုထက်မြက်လာစေဖို့အတွက်ဘယ်လိုလုပ်လို့ရမလဲပထမနည်းလမ်းကကြတော့ကိုကရေရှည်ကိုပဲကြည်ပါအဲ့တော့ဒီမှာပြောထားသလိုပဲမြင်မြန်ဆန်ဆန်ဆုံးဖြတ်ချက်ချလာတဲ့အကောင်လုံးကများသောအားဖြင့်မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေဖြစ်တယ်တဲ့အဲဒါကြောင့်မလို့တခုခုဆိုလို့ရှိရင်အလျင်စလိုမဆုံးဖြတ်ပဲနဲ့ကိုကရေရှည်ကိုကြည့်ဖို့လိုအပ်တယ်နော်ဘာလို့လဲဆိုတော့ရေတိုကိုကြည့်မယ်ဆိုလို့ရှိရင်လူတွေကဆုံးရှုံးရမှာကြောက်တဲ့အတွက်ကြောင့်မလို့တက်ခနဲ့ဆုံးဖြတ်ချက်တွေချမိလိုက်တယ်ဒါပေမဲ့အဲ့ရွေးချယ်မှုတစ်ခုကိုကိုယ့်ပေါ့နော်ကိုယ့်ရဲ့နေ့စဉ်ပေါ်မှာရှယ်ရွေးချယ်မှုတစ်ခုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တကယ်တော့ရလဒ်နှစ်ခုကတူညီနေတာမျိုးဖြစ်နိုင်တယ်နော်ဒါကြောင့်မလို့ဆုံးဖြတ်ချက်တွေကိုဘယ်တော့မှမြန်မြန်ဆန်ဆန်မချဘဲနဲ့ရေရှည်အတွက်ကိုကြည့်ပါပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ရွေးချယ်မှုတွေကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကဒီ loss aversion တက်ရောက်မှုအောက်မှာရောက်ရှိသွားနေပြီလားဆိုတာကိုကိုယ့်ကိုပြန်ပြီးတော့မှသုံးသပ်ကြည့်ဖို့လိုအပ်တယ်အဲ့တော့ marketing မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကြော်ညာတွေဘာတွေဖန်တီးရဆိုလို့ရှိရင်ဒီ loss aversion ကိုအရန်သုံးကြတယ်အဲ့တော့ loss aversion ဘယ်လိုသုံးကြလဲဆိုလို့ရှိရင် customer တွေအနေနဲ့ဒီပစ္စည်းကိုမဝယ်လို့ရှိရင်ဘာတွေဆုံးရှုံးရမှာလဲဆိုတော့
ဆုံးရှုံးမှုကိုပို့ပြီးတော့မှအသားပေးပြီးတော့ပြောခြင်းကတဲ့ဒီပစ္စည်းကိုဝယ်လိုက်လို့ရှိရင်သူတို့ရမဲ့ကောင်းကျိုးတွေကိုပြောတာထက်စားလို့ရှိရင်ပို့ပြီးတော့မှထိရောက်မှုရှိတယ်ဒါကြောင့်မို့လို့ကိုကဒီသဘောတရားတွေဒီ loss aversion သဘောတရားတွေတေချာသိသွားပြီဆိုလို့ရှိရင်နောက်ပိုင်းဇီဝရေးလုပ်ငန်းတွေအကျိုးညာတွေမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပြိုင်မဲ့လုပ်ငန်းတွေမှာပဲဖြစ်ဖြစ်ကိုကတေချာကြည့်မယ်ဆိုလို့ရှိရင်လေသူတို့ရဲ့ကြော်ညာတွေကဘယ်ဟာအသားပေးပြောနေလဲဘာကြောင့်ဒီလိုမျိုးအသားပေးပြောရလဲဆိုတာကိုကပို့ပြီးတော့မှမြင်သာလာမှာဖြစ်တယ်တာမန်လူတယောက်ဆိုလို့ရှိရင်ဒီတိုင်းလေးပဲfree trial ဆိုလို့ရှိရင်free trial အခမဲ့ဆန်းခွင့်ရတာပဲဆိုတော့တစ်ဆင့်ပဲမြင်မယ်ဒါပေမဲ့ဒီလိုမျိုးစိတ်ပညာတက်ရောက်မှုတွေကိုနားလည်သဘောပေါက်ထားတဲ့သူတွေလေ့လာထားတဲ့သူတွေကတော့နောက်ထပ်2ခွက်3ခွက်လောက်ကြော်ပြီးတော့မြင်ပြီးတော့မှဒီလူကဘာကြောင့်ဒီလိုမျိုးပြောရလဲဘာကြောင့်ဒီလုပ်ငန်းကဒီလိုမျိုးကြော်ညာရလဲဆိုတာတွေကိုပို့ပြီးတော့မှနားလည်သဘောပေါက်လွယ်သွားစေမှာဖြစ်ပါတယ်အဲ့တော့အခုလေ့လာခဲ့ရတဲ့အကြောင်းအရာတွေကတော့ loss aversion လူတွေကဆုံးရှုံးရမှာကိုကြောက်ကြတယ်ဘယ်လောက်တောင်ကြောက်လဲဆိုလို့ရှိရင်ဆုံးရှုံးရမှာနဲ့ပိုင်ဆိုင်ရမှာကညီမျှနေတယ်ဆိုလို့ရှိရင်အဲ့ရွေးချယ်မှုကိုမလုပ်ချင်ကြဘူးဆုံးရှုံးရမှာကပိုင်ဆိုင်ရမှာထက်2ဆလောက်နည်းနေတယ်ဆိုမှတနည်းအားဖြင့်ဆုံးရှုံးရမှာ100ဖို့ပြန်ရမှာ200ဖို့ဆိုတော့မှဒါအဲ့ရွေးချယ်မှုတွေကိုလူတွေကလုပ်ချင်ကြတယ်နော်ထပ်တူညီနေတယ်ဆိုလို့ရှိရင်လူတွေကမလုပ်ချင်ကြဘူးအဲ့ဒါဘာကြောင့်လဲဆိုတော့ဒီ loss aversion ဆိုတဲ့စိတ်ပညာတက်ရောက်မှုကြောင့်ဖြစ်ပါတယ်အဲ့တော့အခုပြောပြခဲ့တာကတော့ loss aversion နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ research တွေပါအကယ်၍အခုဗီဒီယိုကြည့်နေမိတ်ဆွေကစီးပွားရေးလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့20 minute notes မြန်မာမှာလည်းစီးပွားရေးလုပ်ငန်းရှင်တွေကိုပိုင်စီးပွားရေးလုပ်နေတဲ့သူတွေနဲ့ marketing advertising နယ်ပယ်မှာလုပ်နေတဲ့သူတွေ1000ကျော်ဝယ်ယူလေ့လာဖတ်ရှုနေကြတယ် pricing psychology နဲ့ choice psychology ဆိုတဲ့ practical super guide ebook တွေရှိနေပါတယ်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်တော့ခုနကလေ့လာခဲ့ရတဲ့အသုံးချစိတ်ပညာတွေကိုစီးပွားရေး marketing ဒါတွေမှာကိုယ့်ရဲ့လုပ်ငန်းမှာဝင်ငွေနဲ့အကျိုးမြတ်တွေတိုးလာဖို့ဘယ်လိုအသုံးချမလဲဆိုတဲ့နည်းလမ်းပေါင်းယာနဲ့ချီပြီးတော့အသေးစိတ်လေ့လာမှာဖြစ်ပါတယ်ဒါကတော့ကြော်ညာလေးပေါ့နော်အဲ့တော့ဒီဟာလေးကိုကျွန်တော် loss aversion လေးသုံးပြီးတော့မှစမ်းကြည့်အောင်အဲ့တော့ဒီဟာတွေကိုမလေ့လာခဲ့ဘူးဆိုလို့ရှိရင်ဘာဖြစ်မလဲကိုယ့်ရဲ့လုပ်ငန်းကဒီတိုင်းပဲဆက်ပြီးတော့မှ run နေမယ်ကိုယ့်ရဲ့ marketing message တွေကလည်းဒီတိုင်းပဲဆက်ပြီးတော့သွားနေမယ်ဆိုလို့ရှိရင်เนาะဒီ pricing psychology နဲ့ choice psychology နည်းလမ်းတွေကိုလေ့လာထားတဲ့သူတွေကကိုယ့်ကိုအသာလေးကြော်တက်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီဟာကိုမလေ့လာဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းကဒီ risk တွေနောက်အနာဂတ်မှာခံစားရလိမ့်မယ်ဘာလို့လဲဆိုတော့ဒီ practical super guide ebook တွေကိုဝယ်ယူလေ့လာဖတ်ရှုနေကြတယ်မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းရှင်ပေါင်းက1000ကျော်သွားပြီဖြစ်လို့ပါပဲအဲ့တော့ခုနကကျွန်တော်ပြပြသွားတာကကြော်ညာလဲဟုတ်တယ်ပြီးသွားလို့ရှိရင်အခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကို loss aversion နည်းလမ်းလေးကိုသုံးပြီးတော့မှဒီလက်တန်းလေးစမ်းကြည့်လိုက်တာပေါ့နော်အဲ့တော့ဒါကကျွန်တော်6နံလည်းမဟုတ်ပါဘူးစိတ်ဝင်စားမှာပဲလုပ်ပါစိတ်ဝင်စားဘူးဒီဟာတွေကိုကိုယ်ဝယ်ဖို့အတွက်သိပြီးတော့မှအားမတန်ဘူးဆိုလို့ရှိရင်ကိစ္စမရှိဘူးဒီမှာနောက်ထပ်တော့ကိုယ့်ရဲ့စီးပွားရေးနဲ့နေ့စဉ်ဘဝတွေမှာစဉ်းစားတွေးခေါ်မှုတွေထက်မြက်လာစေမယ်စိတ်ပညာသုတေသနတွေနော်နီလန်းတွေ idea တွေအများကြီးကိုလည်းအခမဲ့လေ့လာခွင့်ရအောင်ပါအဲ့တော့ခုနကဟာလေးကတော့ကျွန်တော်ကြော်ညာသဘောရဲ့ loss aversion အကြောင်းလေးကိုမိတ်ဆက်ရင်းနဲ့မှာကျွန်တော်ထည့်ပြီးတော့မှပြောပြပေးသွားတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်သောအကြောင်းအရာတွေကိုလည်းနောက်ထပ်ဗီဒီယိုတွေမှာဆက်ပြီးတော့မှပြောပြပေးသွားမှာဖြစ်တဲ့ကြောင့်မလို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ရအောင်